မင်္ဂလာပါရှင်နော်အခုနှင်း DHC ကိုရောက်နေပါတယ် DHC ကနှင်းပါလာလုံးမလဲဆိုရင်တော့အခုပေါ့နော်ပတ်ဆက်တွေလာပြင်မှာဖြစ်ပါတယ်ရှင်နော်ပတ်ဆက်ကကြတော့ဖေလာလာထိုးခြင်းဖြစ်ပါတယ်ရှင်နော်ဖေလာကဘာတွေလှုပ်ပေးလဲဆိုရင်တော့ထပ်ပြီးတော့ကြည့်ကြရအောင်ရှင်ใครที่มีปัญหาผมใครที่นั่งซีสลานใครที่มีปัญหากังวลใจลองเข้ามาปรึกษาเรามีแพทย์เฉพาะทางเรามีหมอชำนาญระดับอินเตอร์จะฉีดหน้าโบท็อกฉีดวิตามินฟิลเลอร์เลเซอร์กระตุ้นรักของเราก็มีအစားကတော့ပေါ့နော်ညီမနှခမ်းတိတ်ပြီးတော့မလှတာဖြစ်တဲ့အတွက်ပေါ့နော်နှခမ်းသားကကြတော့ပါတာဖြစ်တဲ့အတွက်အခု DHC ခင်းနေမှာဖေလာလာထိုးခြင်းဖြစ်ပါတယ်ရှင်နော်DHC ခင်းနေမှာကကြတော့ဆရာဝန်ကကြတော့ဒီမြင်သားစွာကိုင်းတာဖြစ်တဲ့အတွက်ပေါ့နော်တိတ်ပြီးတော့မနာပါဘူးရှင်အကယ်၍ပေါ့နော်ညီမလူမျိုးနှခမ်းသားလှခြင်းတဲ့သူတွေဆိုရင်တော့ DHC ခင်းနေမှာဖေလာလာထိုးလို့ရပါတယ်ရှင်နော်မြန်မာဝန်ထမ်းတွေလည်းရှိပါတယ်ရှင်နော်ဟုတ်ကဲ့တတကျေးဇူးတင်ပါတယ်ทั่วใบหน้าหมดทุกปัญหาให้ DHC บ